ဒီနေ့တော့ပြပါလေကလည်းသုံးပြပါလေဒီမိုကြီးကတော့ပြန်ခုနှစ်ပါဆရာဒီမိုကြီးတို့ကြာကလည်းစီချင်တော့မိုင်နဲ့69 35 up down line ပြောင်း9မိုင်လို့ပါဗျာကတော့ပြတော့ပြန်ပူတယ်40လေးမျိုးလိုပဲအဲ့ဒါပုံစံဆက်ပြီးပြောတယ်။ဘာဖြစ်တင်ပေးပါဦးလို့ပြောတယ်။ဘယ်လိုလဲဘယ်နေလဲမလက်ရှိအပူချိန်ကအပြင်မှာ43လောက်ဖြစ်နေတယ်။44ကနေ44လောက်ဖြစ်နေတယ်။အတွင်းနဲ့ဒါကွာခေးဖို့ပဲဖြစ်ချင်တယ်။သူဘိန်းညာကြောင့်ကျွန်တော်တို့သိအောင်။ဟုတ်ကဲ့အမ1 2ကောင်းလား။ကောင်းတယ်။ဟမ်။ဟိုတော့တယ်။အားမတယ်။ဒီဘူးတော့အဲ့လိုတနေ့လေးတော့ကျွန်တော်တောင်းမိုင်းနေဘယ်လိုလဲ69ပါဗျာ
တော့နည်းနည်းလေးတောက်လိုက်ရေတောက်လိုက်အဲ့လိုတောက်အဲ့ဒါဆက်တော့တော့အားလေးဘယ်တော့ဒီမိုနယ်လေးဆိုတော့စီလိုဖြစ်တော့ဟုတ်ဒီဘက်ပြန်အဲ့ဒါဘယ်တော့တလုံးတည်းရတော့အော်ပြန်ပဲလည်းနေရပါတယ်။ဟောစပါဘူးပါမယ်။
ကတော့ဘာလို့ဒီဘက်ဆက်ပါကြ10ပါ